ပရိသတ်များအားလုံးပဲမင်္ဂလာပါကီကီလန်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးမစခင်မှာ VPN လေးခံပြီးကြည့်ရှုပေးကြဖို့မြစ်တာရက်ခံအပ်ပါတယ်လန်တက်ဘက်ကတမနက်ခင်းမှာပေါ့ဖနက်ချုပ်သမားဦးရိတ်ထွန်းကသူ့ရဲ့ကရိယာတန်းစားပလာအိတ်ကိုလွှဲပြီးလမ်းကြားရကနေထွက်လာခဲ့တယ်အဲ့ဒီချိန်မှာပဲအပြစ်မရှိတဲ့မြောက်လေးတစ်ကောင်ကိုလူတစ်ယောက်ကအတင်းအဓမ္မရိုက်နှက်နေတာကိုသူလမ်းမြင်လိုက်ရတယ်အဲ့ဒီလူကလုံးဝရဲရဲဆက်ဆက်ရိုက်နှက်နေတာပေါ့မြောက်လေးကလည်းမျက်နှာငယ်လေးနဲ့ပေါ့အိုးကိုကြီးရက်ပါဦးဘာတွေလုပ်နေရလဲဒီတရဝါလေးကစကားမှမပြောနိုင်တာဘာလို့ဒီလောက်တောင်ရိုက်နေရလဲသူ့မှာဘာများအပြစ်ရှိလို့လဲဘာစကားမပြောနိုင်ဘူးဟုတ်လားဒီကောင်ကရှာရှည်ဆုံးပဲကျွန်တော်ကိုအမြဲတမ်းဆဲဆူအိုးဟစ်နေတာဗျကျွန်တော်ကတော့ဒီကောင်ကိုစိတ်ပြတ်နေပြီအဲ့ဒါကြောင့်တက်ပြစ်မလို့လုပ်နေတာသူ့ရဲ့အပြုတ်အမူတွေကိုကျွန်တော်နောက်ထပ်တစ်စက္ကန့်တောင်မှတီးမခံနိုင်တော့ဘူးအတော်ဆိုးတဲ့ကောင်ပါဗျာခမရအတူမနေဘူးလို့မသိတာဗျဒီကောင်သိမအေးမအဲ့ဒါကြောင့်လေဒီလောက်ထိလှုပ်เสียမလို့ဘူးလေအကူကြီးကလည်းဒီကောင်လေးကြောင့်ဒီလောက်တောင်မှစိတ်နှောက်ယှက်ဖြစ်နေလို့ရှိရင်ကျွန်တော်ကိုသာပေးလိုက်တော့ကျွန်တော်ခေါ်သွားလိုက်မယ်တက်တော့မတက်လိုက်ပါနဲ့ဗျာကျွန်တော်ကိုသာပေးလိုက်ပါပေးရမှာပေါ့ပေးလို့ကတော့ရပါတယ်ဒါပေမဲ့ဒီတိုင်းတော့မပေးဘူးနော်ခမရကဒီလောက်တောင်တနာနေရင်တော့ဝယ်ပြီးတော့ကျွန်တော်လက်ထဲကနေဒီကောင်လေးကိုလွတ်မြောက်အောင်လုပ်ပေးလိုက်အလကားရမယ်လို့တော့ထင်နေရမဟုတ်ဘူးမလားမဖြစ်နိုင်ဘူးနော်အဲ့တော့ဝယ်ကိုဝယ်ရမယ်ကျွန်တော်မှာတော့ပတ်စံတစ်ပြားမှမရှိဘူးဗျဒါပေမဲ့ဒီတရဝါလေးပေါ်မှာဒီလောက်အထိရက်ဆက်နေတာကိုတော့ကျွန်တော်မကြည့်ရဘူးဘယ်လိုလုပ်ရပါမလဲဦးရိတ်ထွန်းကခဏလောက်စဉ်းစားပြီးသွားကမှပြန်ပြောလိုက်တယ်ဒါဆိုလေဒီမြောက်လေးကိုကျွန်တော်ကိုပေးလိုက်ပါအဲ့ဒီအစားအကိုကြီးအတွက်ကျွန်တော်ရှိရတိတိအခမဲ့အလုပ်ကျွေးပြုပါမယ်ဒါဆိုရင်ရောဘလို့လဲဗျအေးလေမင်းသဘောအတိုင်းပဲပေါ့မိယူခြင်းတော့ယူသွားလို့ရပါတယ်ဒါပေမဲ့ငါအတွက်တော့ရှိရတိုင်တိုင်သွေးထွေးထွက်အောင်အလုပ်လုပ်ပေးရမယ်နော်ပြီးမှစကားပြောင်းလို့မရအောင်နော်အဲ့ဒီနောက်ရှိရတိုင်တိုင်ဦးရဲထွန်းဟာမနက်ကနေညအထိမနာရန်အလုပ်လုပ်ပေးခဲ့ရတာပေါ့ပူသွားတီသွားတောက်တူမရကစားလုပ်ပေးခဲ့ရတာပေါ့သူ့လက်တွေဆိုရင်တုံရင်နေတာပဲကြောပြင်မှာလည်းအလုတ်တန်ကြောင်အမှတ်သားတွေထင်ချန်ခဲ့သေးတယ်ဒါပေမဲ့သူတခွန်းမှမငြင်းညူခဲ့ပါဘူးရှိရမြောက်တဲ့နေ့မှာတော့သူဟာမြောက်လေးကိုခေါ်ပြီးတော့သူ့ရဲ့အိမ်လေးကိုပြန်လာခဲ့ပါတော့တယ်ကြည်စံဒါကငါ့ရဲ့အိမ်ကိုလေးပေါ့အခုကစပြီးတော့ငါတို့နှစ်ယောက်ဒီအိမ်လေးမှာအတူတူနေကြမယ်နော်တငယ်ချင်းကောင်းတွေလို့ပေါ့ကွာတငယ်ချင်းကောင်းတယောက်လိုပဲမင်းကငါ့ကြောင့်နဲ့ဒီလောက်ရက်တွေထိအလုပ်တွေအများကြီးလုပ်ခဲ့ရပြီးတော့ဒုက္ခတွေအများကြီးခံစားခဲ့ရတာပဲလားငါတိရစ္ဆာန်တကောင်ပဲလေဒါပေမဲ့မင်းကငါ့ကိုလူသားတယောက်ထက်တောင်မှပို့ပြီးတော့နားလည်ပေးခဲ့ရပဲတကယ်ကိုလူတယောက်လိုစဉ်းစားပေးရပဲလားကွာကျေးဇူးတင်ပါတယ်ငါမင်းကိုလူသားတယောက်လိုမသတ်မှတ်ခဲ့ပါဘူးသားရဲ့မင်းကိုတစုံတယောက်ရဲ့ဂရုဏာကိုခံထိုက်တဲ့ဝေဒနာတဲ့ဝိညာဉ်လေးတစ်ခုလိုပဲမြင်ခဲ့ရဘသူ့အပေါ်မှာပဲဖြစ်ဖြစ်ရက်ဆက်တာကိုငါမကြည့်ရဘူးလူပဲဖြစ်ဖြစ်တရိษံပဲဖြစ်ဖြစ်ပေါ့အကုန်လုံးကအသွေးသားနေပဲလေငါမကြည့်ရပါဘူးမင်းရဲ့ကျေးဇူးကိုငါဘယ်တော့မှမေ့မှာမဟုတ်ပါဘူးဒီလောကမှာငါအတွက်အကြီးမြတ်ဆုံးတငယ်ချင်းကိုရခဲ့ပြီဆိုရင်အဲ့ဒါမင်းပဲပေါ့ငါမှဒီလိုတစ်ခါမှမရှိခဲ့ဘူးမင်းကပထမဦးဆုံးပါပဲကွာခုကစပြီးမင်းကငါ့ရဲ့အိမ်ရဲ့အစိတ်ပိုင်းတစ်ခုတည်းမဟုတ်တော့ဘဲနဲ့ငါနှလုံးသားရဲ့အစိတ်ပိုင်းတစ်ခုဖြစ်သွားပြီမင်းရဲ့အပြစ်ကင်းတဲ့မျက်လုံးတွေကခံစားချက်တွေကိုမြင်ရတာငါမှအဲ့လိုတော့မပြောနိုင်ဘူးငါရှိနေသေး၍မင်းဘယ်တော့မှဒုက္ခမရောက်စေရဘူးလို့ကတိပေးတယ်ငါ့ကိုယုံကြည်ကြားလားငါမင်းကိုကာကွယ်ပေးမှာငါရှိနေသေးပေါ့ကွာကဲအခုကစပြီးမင်းနာမည်ကိုဘန်ဒီလို့ပေးလိုက်တော့မယ်ဘန်ဒီတကယ်ကိုချစ်စရာကောင်းတဲ့နာမည်လေးပဲဒီလိုနဲ့ပဲသူတို့နှစ်ယောက်တူတူနေထိုင်လာကြတာရက်ပေါင်းများစွာကြာခဲ့ပြီးတဲ့နောက်မှာတော့ကဲဘန်ဒီရေဒီနေ့တော့ငါတို့တွေအလုပ်ထွက်လို့ရမယ်နော်ကြည့်အောင်ရက်တွေရောက်မှတော်တော်ကြာသွားပြီဖနက်တွေလည်းမချုပ်ရသေးဘူးပတ်စံမရှိရင်မင်းကိုကောင်းကောင်းမွန်မွန်ဘလို့ကျွေးနိုင်မှာလဲလာတငယ်ချင်းဒီနေ့တော့ဖနက်တွေအများကြီးချုပ်ကြမယ်ပြီးရင်ညကြရင်တော့ငါတို့နှစ်ယောက်တူတူထညက်နှုတ်အေးကိုတောက်ကြတာပေါ့ဟုတ်တာပေါ့တငယ်ချင်းဘာလို့မလိုက်ရမှာလဲငါလည်းမင်းနဲ့တူတူလိုက်ခဲ့မှာပေါ့တရရောက်ကတခုခုပြောလာရင်ငါရဲ့မြောက်မြတ်လုံးကြည့်ရင်လည်းခြောက်လိုက်မလိုက်မယ်ငါ့ကိုဆိုလို့ရှိရင်သူတို့တွေအကုန်လုံးကြောက်သွားကြမှာလေမင်းကတော့တကယ်ကိုငါရဲ့တငယ်ချင်းကောင်းစစ်ပဲလာမြန်သွားကြစို့သူတို့နှစ်ယောက်လမ်းလျှောက်လာရင်လမ်းမှာရွာသားတွေနဲ့တွေ့ကြတယ်အဲ့ဒီရွာသားတွေကအလိုကြည့်ပါဦးရဲထွန်းတယောက်အခုတော့မြတ်တော်ကောင်နဲ့ရှောက်သွားနေပြီပဲဟေးရဲထွန်း
ဖနှက်ချုပ်တဲ့လုပ်ကိုဖျက်ပြီးတော့မြောက်ပြစားတဲ့လုပ်တော့မလို့လားမဟုတ်ပါဘူးဦးလေးကြီးရဲ့ဒါကမြောက်မဟုတ်ဘူးကျွန်တော်ရဲ့ညီအကိုလိုတငယ်ချင်းပါတငယ်ချင်းဆိုတာအမျိုးနွယ်လည်းမခွဲခြားသလိုအလောက်ကင်အနေအမြင့်လည်းမရှိဘူးလေဦးလေးရဲ့ဦးလေးတို့ကကျွန်တော်ကိုမြောက်ပြစားတဲ့သူတို့ထင်ချင်လဲထင်နိုင်ပါတယ်ဒါပေမဲ့အခုတော့ကျွန်တော်တို့နှစ်ယောက်ကတယောက်နဲ့တယောက်ခွဲလို့မရတော့ဘူးဆိုတာကိုသိထားပေးဟိုနှစ်ကိုတစိမ့်လိုပေါ့ဗျာခွဲလို့မရဘူးလေအေးလေဒါဆိုရင်တော့မင်းကရွာလဲကောင်မှလူရည်စရာကြီးဖြစ်နေတော့မှာပဲရည်စရာဖြစ်လဲဖြစ်ပါစေတော့ဗျာကျွန်တော်ကတော့အခုကို့အလုံးနဲ့ကိုရိုးရိုးသားသားအသက်မွေးရတာပဲကိုယုံကြည်ရဲ့ဖက်နှက်ပဲချုပ်ရလူရည်စရာပဲဖြစ်ပေါ့ဗျာကျွန်တော်စိတ်မဝင်စားတော့ပါဘူးအဲ့ဒီနောက်ဦးရဲထွန်းကရွာလေစီရဲ့နာမှာသူ့ရဲ့ဆိုင်လေးကိုဖွင့်လိုက်တယ်ဗန်ဒီကလည်းဘေးနားမှာအဖော်ဖြစ်နေထိုင်နေပြီးရှာတယ်လာကြပါဖက်နှက်လာချုပ်ကြပါဟောင်းနေရပဲဖြစ်ဖြစ်ပြင်းနေရပဲဖြစ်ဖြစ်အခုပဲလာပြင်လိုက်ကြပါလာပါခမရတို့ရဲ့ဖက်နှက်အဟောင်းတွေကိုအစ်စ်ဖြစ်အောင်လုပ်ပေးပါမယ်ရဲထွန်းကိုယုံကြည်လိုက်ပါတော့ဗျို့ရဲထွန်းမင်းရတော့လေအခုကပျားဆရာတော်ဖြစ်နေပြီပဲအဲ့ဒီချိန်မှာပဲဖောက်တေတယောက်ရောက်လာပါတယ်အလိုဒါဖနှက်ချုပ်သူမဦးရဲထွန်းပဲပြီးတော့ဒီဘေးရမြောက်ကရောဘာတူလဲအိုးအကိုကြီးဒါကမြောက်မဟုတ်ပါဘူးဗျကျွန်တော်ရဲ့ညီအကိုလိုတငယ်ချင်းပါတငယ်ချင်းဆိုတဲ့အဓိပ္ပာယ်ကိုကြုံနားလေပါတယ်ကိုရဲထွန်းခမရရဲ့တငယ်ချင်းကတကယ့်ကိုချစ်စရာကောင်းတာပဲကဲကျုပ်ဖက်နဲ့လည်းပြက်နေတာအဲ့ဒါကြာနေပြီလေဒီတော့ခမည်းစီမှာပဲအစ်စ်ဖြစ်အောင်ပြင်ခိုင်းလိုက်တော့မယ်ဦးရဲထွန်းနဲ့ဗန်တီတို့ဟာတနေ့ကုန်အတူတူပင်ပင်မမတ်လှုပ်ခဲ့ကြတယ်ညနေဆောင်ရောက်တော့ကဲဗန်တီရေဒီနေ့တော့အလုပ်တွေအများကြီးပြီးသွားပြီအိမ်ပြန်ကြရအောင်လေပြီးရင်ပူနွေးနွေးချပါတီနဲ့တညက်ခဲအေးလေးကိုစားပြီးတော့ဘိုက်ဖြည့်ကြတာပေါ့ဟုတ်ကဲ့တငယ်ချင်းဒီနေ့တော့တကယ့်ကိုပြောစရာကောင်းတယ်မင်းလည်းပင်မနေရောပေါ့ဒီနေ့တော့ချပါတီကိုငါကိုယ်တိုင်လုပ်ပေးမယ်နော်မြောက်တကောင်ကချပါတီကိုဘယ်လိုလုပ်မလဲဆိုတာငါဒီနေ့တော့မြင်ဖို့တာပေါ့ကွာအဲ့လိုပြောဆိုရင်ဦးရဲထွန်းဟာလမ်းတောင်တစ်ခုကနေဖျက်လျှောက်လာခဲ့တယ်အဲ့ဒီအချိန်မှာပဲအပြင်ဘက်ကတန်ပြားကြီးတစ်ခုကသူ့ခြေထောက်ပေါ်ကိုပြုတ်ကျသွားပြီးတော့သူကနာကျင်စွာနဲ့အိုးဟစ်လိုက်ရတယ်ရွာသားတွေကသူ့ကိုအိမ်အထိမနှဲပူပေးခဲ့ကြပေမဲ့အခုတော့သူဟာအိယာရဲကနေတော့မထနိုင်တော့ပါဘူးသူ့တော်လေးကိုထိခိုက်သွားတာပေါ့လမ်းတောင်တိချာမလျှောက်နိုင်တော့ပါဘူးဗန်ဒီရေငါအခုဘာလုပ်ရမလဲဆိုတာဘာမှစဉ်းစားလို့မရတော့ဘူးအိယာရဲကနေလည်းမထနိုင်တော့သလိုမင်းကိုလည်းဘာမှမကြွေးနိုင်တော့ဘူးငါဘာလုပ်ရမလဲငါတကယ်ဘာမှစဉ်းစားလို့မရတော့ဘူးငါစိတ်ညစ်ပါတယ်ကွာငါတယောက်တည်းရဲ့ကွာတကယ်ချင်းမင်းမဇနီးရှိရမှာပေါ့လူတိုင်းမှာဇနီးရှိကြတာပဲလေငါမှဇနီးရှိခဲ့ဘူးပါတယ်ဒါပေမဲ့ तू ကငါ့ကိုထားသွားခဲ့ပြီလေသူ့ရဲ့တောင်းဆိုမှုတွေကအရင်များလွန်းနေငါကလည်းသူ့အတွက်မဖြည့်ဆည်းပေးနိုင်ခဲ့ဘူးအဲ့ဒါကြောင့် तू ငါ့ကိုထားသွားခဲ့တာဒီလိုယောက်ျားအားကိုးလို့မရဘူးလေဒီလိုပါပဲကွာမင်းကငါ့အတွက်မင်းရဲ့အသက်ကိုယ်တော်ရင်းခဲ့တာပဲအခုတော့မင်းအတွက်အရာအားလုံးကိုငါလုပ်ပေးမယ်ဒီလောကမှာမင်းချစ်တယ်လို့မျိုးငါ့ကိုဘယ်သူမှမချစ်ခဲ့ဘူးအခုမင်းအတွက်ငါဘာမဆိုလုပ်ပေးမှာပေါ့မင်းရဲ့ဇနီးကိုလည်းပြန်ခေါ်လာပေးမယ်ငါလည်းမင်းအတွက်ဘာမဆိုလုပ်ရတဲ့ဆိုတာကိုငါသက်တည်ပြမယ်ငါ့ကိုယုံပြီးသားစောင့်နေလိုက်နော်ကြားလားငါဇနီးနာမည်ကမိမြက်အေးလို့ခေါ်တယ်။ तू ကဘေးရွာမှာနေရလေ။ဒါပေမဲ့မင်းသွားရင်လည်းလက်ကားပါပဲကွာ။ तू ကအရန်ကောင်းပါတယ်မိန်းမစားမျိုးကွာ။ तू ကမင်းစကားကိုလည်းနားထောင်မှာမဟုတ်ဘူး။မင်းအချိန်ကုန်လူပင်မန်းတာပဲရှိပါလိမ့်မယ်ကွာ။အဲ့ဒါတော့မစိုးရိမ်ပါနဲ့။ तू နားလေအောင်ငါပြောပြမှာပေါ့။အခုပဲငါသွားရမယ်နော်။သွားပြီနော်။ဒီလိုနဲ့ဗန်ဒီဟာမိမြက်အေးစီကိုအမြန်သွားခဲ့တာပေါ့။မမမိမြက်ကြီးမဟုတ်လား။မမရဲ့ခင်မိုးဆိုတာထက်ငါ့ရဲ့တငယ်ချင်းကအခုအရန်ကိုဖျားနေတယ်။အဲ့ရရဲရအောင်မထနိုင်ဘူး။သူ့မှာဆေးကုဖို့လည်းဘာမှမရှိဘူး။မမလိုက်လာပေးရမယ်နော်။ तू မမကိုအရန်တတိယနေတာ။ညာတိုင်းမမနာမည်ကိုခေါ်ပြီးမှအိတ်တာ။တရက်မှတတိမရတဲ့နေ့မျိုးဆိုတာမရှိဘူး။တတိယနေတော့ရောဘာဖြစ်လဲ။သူ့မျက်ရည်နဲ့ငါ့ရုံလဲပတ်ရမှာလား။အဲ့လိုကသူ့ဇနီးကိုကောင်းကောင်းမွန်မွန်ထမင်းတောင်မကျွေးနိုင်ခဲ့ဘူးလေ။အခုသူ့အတွက်နဲ့ငါဘာလုပ်ပေးရမှာလဲ။သူ့ကသူတိတ်တိတ်ရှိရှိငါနဲ့ဘာမှမဆိုင်ဘူး။သူနဲ့ငါမသက်ဆိုင်ကြတော့လဲကြာနေပြီလေ။ငါ့ကိုလာခေါ်စရာဘာအကြောင်းမှကိုမရှိဘူး။မမတည်ရောတည်ရဲ့လား။မမအတွက်သူဘယ်နဲ့ညတော့ထမင်းမစားဘဲနေခဲ့ရလဲဆိုတာ။ तू မမရဲ့တက်ပုံလေးကိုရင်မက်မှာပိုက်ပြီးတော့ထိုင်နေတတ်တာ။ तू ကငါ့ကိုသူ့သားလေးလိုသတ်မှတ်ခဲ့တာ။အခု तू ကမမကိုလိုအပ်နေဆုံးချိန်မှာမမနဲ့ဘာမှမဆိုင်တော့ဘူးလို့ပြောထွက်ရတယ်လား
သူ့လိုမျိုးကျင်နာတတ်တဲ့သူကိုမမကဘာလို့ရက်ဆက်နိုင်ရတာလဲမမအေးမဆိုင်ဘူးဘာလို့လဲဆိုတော့မိမတယောက်ကချက်ပါတီတပြားအတွက်တောင်မှတောင်းတနေရမယ်ဆိုရင်အဲ့ဒီမိမသေသွားတာမှပိုကောင်းမယ်ဘလို့ပဲဖြစ်ဖြစ် तू ကအခုငါအတွက်ဘာမှမဟုတ်တော့ဘူးနာကျင်မှုတွေခံစားနေရတဲ့အချိန်မှာတော့မှမမနာမည်ကိုမပြတ်တမ်းခေါ်နေတဲ့ဒီလူကိုမမကိုမြင်မှုစီခြင်းလိုက်တာမမရဲ့စဉ်းစားကြည့်ပါဦးမမတို့အချိန်ကြီးအများကြီးတူတူရှိခဲ့ကြတယ်မလားတန်ရောစီနေကိုရှိကြတယ်မဟုတ်ဘူးလားမမရဲ့လူတယောက်ရဲ့တန်ဖိုးဟာစီးစိမ်ဥစ္စာနဲ့တိုင်းတာတာမဟုတ်ဘဲနဲ့နှလုံးသားနဲ့တိုင်းတာတယ်ဆိုတာကိုမမနားလည်စေခြင်းနဲ့ဒါပေမဲ့မမကတော့အရာအားလုံးကိုပတ်စံနဲ့ပဲတိုင်းထွာခဲ့ရပဲမစင်းစားပဲကိုပြောလိုက်တာပါလားပန်တီဘာမှထပ်မပြောပဲပင်မနှွမ်းနေတဲ့ခြေလမ်းနေနဲ့သူတို့ရဲ့စုပ်ပြက်နေတဲ့တဲဟိုလေးစီကိုပြန်လာခဲ့တာပေါ့အဲ့ဒီချိန်မှာပဲလမ်းသွားလမ်းလာစစ်တီတယောက်ကရုတ်တရက်ရက်တန်သွားပြီးပန်တီကိုလမ်းမြင်လိုက်တယ်ပန်တီကလူလိုလမ်းလျှောက်နေတော့ထူးဆန်းနေတာနဲ့ချက်ချင်းမမိသွားတာပေါ့ဟမ်ဒါကဘာလဲဒီမြောက်ကလူတယောက်လိုလမ်းလျှောက်နေရပဲသူ့မျက်လုံးတွေကလည်းထူးခြားနေရမဟုတ်ဘူးလားဒါကတာမန်မြောက်တော့မဖြစ်နိုင်ဘူးမဟုတ်သေးဘူးဒါကဘယင်မကိုယ်တိုင်သူ့လက်နဲ့တုတ်တင်ခဲ့တဲ့သူပဲဘယင်မကိုယ်တိုင်အနေရများလို့ဆိုပြီးတော့ပြောခဲ့ရဒါပေမဲ့ဒီမှာဘလို့ဖြစ်နိုင်မှာလဲဒါဆို तू အသက်ရှင်နေသေးတာပေါ့အဲ့ဒီကလေးက तू မသေးခဲ့ဘူးပေါ့လေ तू သာအသက်ရှင်နေမယ်ဆိုရင်အဲ့ဒီလှုပ်ဝက်ချက်ကစိုးရိမ်စရာရှိတယ်မဟုတ်ဘူးလားမဟုတ်ဘူးငါတစ်စက္ကန့်တောင်စောင့်လို့မရဘူးအခုတချင်ဘယင်မစီကိုတွားပြီးတော့ဒီသတင်းကိုပေးမရမယ်ငါမြင်မြန်သွားမှဖြစ်မယ်အဲ့ဒါနဲ့စစ်တီဟာနန်းတော်စီကိုအမြန်ပြေးသွားပြီးညီလာခံကိုရောက်သွားလေရဲ့သူကအမြန်ပြေးသွားတာပေါ့ဘယင်မကြီးကျွန်တော်မှအရှင်မကိုပြောစရာအရေးကြီးတဲ့ကိစ္စတစ်ခုရှိပါတယ်အရေးကိုအရေးကြီးတဲ့ကိစ္စပါဘာကိစ္စလဲမင်းကဘာလို့ဒီလောက်တောင်မောဟိုက်နေရတာလဲရန်သူတွေတိုက်ခိုက်လို့လားဒါမှမဟုတ်ပုံခတ်မှုတွေဖြစ်နေလို့လားမဟုတ်ပါဘူးဘယင်မကြီးကိစ္စအဲ့ဒီထက်ပိုပြီးတော့ကြီးလေးပါတယ်ဟိုအဲ့ဒါကအရှင်မကိုယ်တိုင်အဆုံးစီရင်ခဲ့တဲ့အဲ့ဒီမြောက်ကိုဒီနေ့ကျွန်တော်မျက်စိနဲ့တက်အပ်မြင်ခဲ့ရပါတယ်သူကဒီပြည်နယ်ထဲမှာပဲရှိနေပြီးတော့စင်းရဲတဲ့ဖနှက်ချုပ်သမားတယောက်နဲ့အတူတူနေနေတာပါဘာမှလည်းမဖြစ်နေပါဘူးကောင်းကောင်းမွန်မွန်ပဲရှိနေတာပါမင်းဘာတွေယူကြောင်ပြောနေရလဲမင်းဘာတွေပြောနေလဲဆိုတာကိုရောတတိရှိသေးရဲ့လားငါကိုယ်တိုင်တက်ခဲ့တဲ့မြောက်ကဘလို့လုပ်ပြီးတော့ပြန်ရောက်လာနိုင်မှာလဲမင်းငါ့ကိုလိန်နေရမလားသိချပြောစမ်းဘလို့တွေပြောနေရလဲမဟုတ်ပါဘူးဘီမကြီးကျွန်တော်ကိုယ်တိုင်မြင်ခဲ့တာပါသူ့ရဲ့အသွားလာမျက်လုံးတွေနဲ့အရာအလုံးဟာအရှင်မပြောပြခဲ့တယ်လို့ပါပဲသူကတာမန်မြောက်တကောင်မဟုတ်ပါဘူးဘီမကြီးသူအသက်ရှင်နေပါသေးတယ်ကျွန်တော်မလိမ့်ပါဘူးကျွန်တော်တကယ်ပြောတာပါအဲ့ဒီချိန်မှာပဲအမတ်ကြီးကဝင်လာပြီးသူတို့နှစ်ယောက်ရဲ့စကားသံတွေကိုကြားပြီးရက်တန့်သွားပါတော့တယ်ဘီမကြီးဒါအမှန်ပဲလားဒါပေမဲ့အရှင်မကသူ့ကိုအမြဲတမ်းအတွက်အဆုံးစီရင်လိုက်ပြီလို့ပြောခဲ့တယ်မလားသူပြန်မလာနိုင်တော့တာသိကြရဲဆိုဟုတ်တယ်အမကြီးအဲ့ဒီချိန်တော့လိုအပ်တာကိုငါလုပ်ခဲ့ရပဲဒါပေမဲ့တခုခုတော့မှားယွင်းသွားပုံရတယ်တယောက်ယောက်ကသူ့ကိုကယ်တင်သွားခဲ့ရပဲသူသာအခုဒီအသက်ရှင်နေအောင်မယ်ဆိုရင်ငါတို့ရဲ့ရာဇပလင်အတွက်ဒါအကြီးမားဆုံးချင်းချမှုပဲဘလို့အခြေအနေမျိုးနဲ့မဆိုသူ့ကိုဒီပြည်နေထဲမှာတခါမှထပ်မမြင်ချင်တော့ဘူးတခုခုမြင်မြင်လောက်ကြစမ်းဒါပေမဲ့ဘီမာကြီးအခုတော့ကိစ္စကပို့ပြီးတော့ကြီးလေးလာပြီးမင်းသားလေးအသက်ရှင်နေသေးတယ်ဆိုတာကိုတယောက်ကသာသိသွားခဲ့မယ်ဆိုရင်ပြည်သူတွေရဲ့ယုံကြည်မှုကရိုင်နေသွားပြီးတော့အရှင်မရဲ့အုပ်ချုပ်မှုကလည်းအန္တရာယ်ရှိလာနိုင်တယ်အလျင်ဆိုလုံးလို့လည်းမဖြစ်ဘူးတေချာစဉ်းစားပြီးမှလုံးမရမှာအလုပ်တစ်ခုကိုမပြီးပြတ်ပဲမထားခဲ့သင့်ဘူးဆိုတာကိုငါသင်ခန်းစာရသွားပြီအခုတခါတော့ငါကိုယ်တိုင်သွားပြီးတော့သူ့ကိုအပြစ်ရှင်းပြမယ်ဒီတစ်ခေါက်တော့ဘာအမှားယွင်းမှမရှိစေရဘူးငါအမားတစ်ခုနှစ်ခါတော့မလုပ်နိုင်ပါဘူးတေချာကိုလုပ်မှာကဲပြင်ဆင်ကြတော့စစ်တီတွေအားလုံးလွတ်လိုက်ဘလို့နီးနဲ့ပဲဖြစ်ဖြစ်သူ့ကိုရှာဖွေပြီးတော့အမြဲတမ်းအတွက်ဖျက်ဆီးပစ်လိုက်တာငါအတွက်ရမ်းကိုအန္တရာယ်များလို့နေဘီမကြီးဟာချက်ချင်းပဲမတုံမဆိုင်စစ်တီတွေနဲ့တူတူထွက်လာခဲ့တယ်သူကဖနှက်ချုပ်သမားလေးဦးရဲထွန်းနဲ့ဗန်တီတို့နေထိုင်တဲ့တဲဟိုလေးစီကိုချက်ချင်းပဲတက်တက်မတ်မတ်ထွက်လာခဲ့တာပေါ့တစ်ဖက်မှာလည်းဗန်တီဟာဘီမကြီးကိုမြင်လိုက်တာနဲ့သူ့မျက်လုံးတွေထဲမှာကြောက်ရွံ့မှုတွေနဲ့ပြည့်နှက်သွားပါတော့တယ်။သူကဘီရင်မကိုမြင်တာနဲ့ချက်ချင်းမမိသွားတာပေါ့။ဘာဖြစ်လို့လဲဗန်တီမင်းဘာလို့ဒီလောက်တောင်တုံ့လုံနေရတာလဲ။တခုခုအခက်အခဲရှိလို့လားပြောပါဦး။ဘီရင်မရငါ့ကိုအသက်ရှင်ရထားမှာမဟုတ်ဘူး။ငါဒီကနေပြေးမှဖြစ်တော့မယ်။ဟမ်ဘီရင်မကြီးလား။ဘီရင်မကြီးကရမ်းကိုသဘောကောင်းတာပါ။ तू ကမင်းကိုဘာလို့တတ်ရမှာလဲ။အခု तू ငါတို့အိမ်ဘက်ကိုလာနေပြီ
စစ်တီအများကြီးလဲပါလာတယ်ဗန်ဒီယာလို့ပြောနေတော့မှပဲဘီရင်မကြီးဟာအထက်ကိုဝင်လာခဲ့ပါတော့တယ်ဘီရင်မကြီးအရှင်မကဒီလိုဘလို့ဖြစ်ပြီးတော့ကြွလာတာပါလေကျွန်တော်တို့အရှင်မကိုဘာတွေအလုပ်ကျွေးပြရမလဲဒါဆိုငါ့ကိုတိတ်မြစ်တမန်စီပို့ဖို့ကြိုးစားခဲ့တာမင်းပေါ့ငါ့ရဲ့ရုပ်သွင်းကိုမုန်းတီးခဲ့တာမင်းပေါ့လေဒီနေ့ဘာလို့ရောက်လာတယ်လဲဆိုတာကိုသိတယ်အခုထိငါ့ရဲ့အသက်ကိုနှုတ်ယူခြင်းနေတော့မဲလားဟုတ်လားမင်းမကြည်နဲ့နိုင်သေးဘူးလားမင်းအခုထိဘလို့ဖြစ်ပြီးတော့အသက်ရှင်နေရလဲမင်းကငါအသက်ရှင်လျက်မထားခဲ့ပါဘူးငါဒီအတိုင်းလွတ်မထားဘူးပြစ်တော့စစ်တီတွေကိုဘီရင်မကြီးကအမိတ်ပေးလိုက်တဲ့အခါမြားတစ်စင်းဟာပြစ်လွတ်လိုက်ပြီးတော့မြောက်ကလေးစီကိုဥတီသွားပါတော့တယ်အဲ့ဒီအချိန်မှာပဲဥယေထုံးကထလာပြီးတော့ကြားရကနေခံပေးလိုက်တဲ့အတွက်မြားဟာသူ့ရဲ့ရင်ဘတ်ကိုမှန်သွားတာပေါ့မြောက်လေးကတော့လွတ်မြောက်သွားတာပေါ့မင်းကဘာဖြစ်လို့ဒါရီကိုလောက်ရတာလဲမြောက်တကောင်အတွက်နေလားဟုတ်တယ်ဒါကတရိတ်ဆန်တကောင်ပဲလေသူကဘာတူလဲဆိုတာကိုကျွန်တော်ဂရုမစိုက်ဘူးသူကကျွန်တော်အတွက်ကျွန်တော်မိသားစုပဲအရှင်မသူ့ကိုထိလို့တော့မရဘူးကျွန်တော်အသက်ရှင်နေသူရဲ့အရှင်မသူ့ကိုထိခွင့်မရှိဘူးကျွန်တော်မိသားစုကိုထိခွင့်မပြုနိုင်ဘူးငါအခုတော့ပြန်သွားမယ်ဒါပေမဲ့ငါထပ်လာအောင်ပါပဲနော်မင်းကငါအသက်ရှင်လျက်မထားဘူးဒီနေ့တော့ဒီဖက်နဲ့ချုပ်သမားကြောင့်မင်းလွတ်သွားတာပေါ့နောက်တစ်ခေါက်တော့မင်းကငါလွတ်မပေးတော့ဘူးတတိတာထားနေလိုက်တော့ငါပြောတာဖြစ်ကိုဖြစ်ရမယ်ဘီမာကြီးဟာတုံလုံးခြောက်ချပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်ငါကြောင့်မင်းဒီတန်ရာကိုရခဲ့ရပါငါကြောင့်မင်းနာကျင်နေရတာပါငါမင်းကိုဒီလိုအခြေအနေမျိုးထဲမှာဆွဲသွင်းခဲ့မိတာပဲဒီလိုလုပ်တာငါကောင်းမှုလုပ်ခဲ့တာမဟုတ်ဘူးငါအများကြီးမှားသွားပြီငါကြောင့်မင်းဒီလိုဒုက္ခတွေရောက်နေရတာငါကအရင်ရွှရှာမိတယ်ဒါပေမဲ့လည်းမဟုတ်ဘူးအခုတော့မင်းကငါဘာမှအဖြစ်မခံနိုင်တော့ဘူးငါဒီလိုတွေထပ်ပြီးတော့အဖြစ်မခံနိုင်တော့ဘူးမင်းကငါကလေးပဲဝမ်းထဲမနေပါနဲ့မင်းဘာမှမဖြစ်စေရဘူးမင်းငါအနားမှာရှိနေရင်ဘယ်အခက်ခဲရမှငါအတွက်မကြီးမားပါဘူးကွာဒါပေမဲ့ငါတခုတော့နားမလည်ဘူးဗန်ဒီဒီနေ့လာတဲ့အဲ့ဒီမိန်းမကမင်းကိုဘာလို့တတ်ချင်နေတာလဲပြီးတော့ तू ကမင်းကိုတားလို့ခေါ်နေတာ तू ကမင်းကိုသူ့သားလို့တတ်မှတ်နေရလားမင်းကသူ့အတွက်ဘသူဆိုတာငါတကယ်ပဲနားမလည်နိုင်တော့ဘူးမင်းငါ့ကိုဒါတွေအကုန်လုံးကိုရှင်းပြပေးပါလားဗန်ဒီဒါဘာတွေဖြစ်နေရလဲတငယ်ချင်းအခုချိန်မှာငါမင်းကိုအရာအားလုံးမပြောပြနိုင်သေးဘူးဒါပေမဲ့ငါကတာမန်လူတယောက်မဟုတ်ဘူးဆိုတာတော့ငါပြောပြနိုင်တယ်ငါကမင်းထင်တာထက်ပို့ပြီးတော့မှထူးဆန်းတဲ့ကြီးမြတ်တဲ့သူမျိုးပဲငါရဲ့အတိတ်ကအရန်ကိုထူးခြားပြီးတော့နာကျင်စရာတွေနဲ့ပြည့်နှက်နေတာမင်းထင်တော့မထင်ရလောက်တာတွေပေါ့မင်းကအမြဲတမ်းအသိအဉာဏ်ရှိဆုံးနဲ့လူသားတွေထက်တာမှပို့ပြီးတော့ခံစားချက်ရှိတဲ့သူလို့ငါကမြင်ခဲ့တာပဲမင်းကတကယ်ပဲထူးခြားတဲ့သူလားငါထင်တာတွေကမှန်နေပြီလားပြောပါဦးဟုတ်တယ်ငါကတချိန်ကလူသားတစ်ယောက်ဖြစ်ခဲ့ဘူးလေတာမန်လူတစ်ယောက်တောင်မဟုတ်ဘူးငါကမင်းသားတစ်ပါးဖြစ်ခဲ့တာလွန်ခဲ့တဲ့နှစ်နေငယ်တော့ငါကတန်နာဆိုတဲ့မိန်းကလေးတစ်ယောက်ကိုအယံကိုချစ်မိခဲ့တယ်ဒီလိုနဲ့မင်းရဲ့ပြောငါအတွက်မနက်ခင်းကနေမင်းကြီးလိုပဲပြီးတော့မင်းရဲ့မျက်လုံးတွေကငါဘဝရဲ့မျှော်လင့်ချက်တွေပဲငါမင်းကိုငါရဲ့ဘဝကျင့်ပေါ်အဖြစ်နဲ့လိုချင်တယ်မင်းငါနဲ့တူတူဒီနန်းတော်ထဲမှာဘဝကိုကုံဆုံးချင်ရဲ့လားငါရဲ့မိဖုရားအဖြစ်နဲ့ပေါ့မင်းဘလို့သဘောရလဲပြောပါအောင်တန်နာမင်းသားလေးကတကယ်ကိုကျမကိုဒီလိုမျိုးသတ်မှတ်ပေးတယ်ဆိုရင်ကျမအတွက်တားထက်ကြီးရဲ့ကံကောင်းမှုကဘာများရှိအောင်မလဲဒါပေမဲ့ကျမမှာကြောက်စိတ်တစ်ခုတော့ရှိတယ်မင်းသားလေးရဲ့မိကကျမကိုဘယ်တော့မှလက်ခံမှာမဟုတ်ဘူးအမေကဘာမှပြောမှာမဟုတ်ပါဘူးကိုကမင်းနဲ့လက်ထပ်ပြီးတော့မင်းကိုအမေချွေးမဖြစ်နေအားလုံးရှိမှဂုံယူဝင်ကြောစာနဲ့ထုတ်ပြတဲ့အခါကျရင်တပြေလုံးကမင်းကိုလေးစားကြမှာကိုဂရိပေးတယ်နော်ကိုကိုယုံမှာဒါပေမဲ့ရဲ့နှင်းငယ်ကြတဲ့အခါမှာတော့တန်နာဟာအောက်လန်းဆရာတယောက်နဲ့တွားရောက်တွေ့ဆုံခဲ့ပါတယ်အခုတော့အချိန်တန်ပြီးအောက်လန်းဆရာကျမကိုအဲ့ဒီခါတာပေးပါဒီမင်းသားကိုအမြဲတမ်းအတွက်ပျောက်ကွယ်သွားအောင်လို့လုပ်မဲ့ကားတာမျိုးပေါ့ဒီရာဇပလင်နဲ့ထိုက်တန်တာကျမပဲလေကျမပဲဘယ်တော့မှကျမကနောက်ဆုံးမှာမဟုတ်ဘူးမင်းသားဟာလူသားအဖြစ်ရှိတော့မှာမဟုတ်ဘူးသူ့ရဲ့ရုပ်သွင်းကပြောင်းလဲသွားလိမ့်မယ်သူ့ရဲ့အမှတ်တရတွေကတော့ကြံနေအောင်လိမ့်မယ်ဒါပေမဲ့ခန္ဓာကိုယ်ကတော့မဟုတ်တော့ဘူးအခုသူကမြောက်တကောင်အဖြစ်နဲ့ဒီလောကထဲမှာလက်လေသွားလာနေရလိမ့်မယ်ဘယ်သူကမှသူ့ကိုမှတ်မိနိုင်မှာမဟုတ်ဘူးငါကျိန်စာတိုက်တယ်အခုချစ်ချင်းမင်းသားကမြောက်ဘဝရောက်စေအောက်လန်းဆရာဟာဂါရာကိုရွတ်ဖက်လိုက်တဲ့အခါမှာတော့နောက်တစ်စက္ကန့်မှာပဲတောက်ပတဲ့အလင်းနဲ့တစ်ခုနဲ့အတူ
မင်းသားရဲ့ခန္ဓာကိုယ်ဟာမြောက်တကောင်အဖြစ်ပြောင်းလဲသွားခဲ့ပါတော့တယ်မင်းသားလည်းအတော်လေးထိတ်လန့်သွားတာပေါ့မင်းငါ့ကိုလိန်ခဲ့တာလားမင်းငါ့ကိုမချစ်ခဲ့ဘူးပေါ့မင်းလူချင်ခဲ့တာကငါ့ရဲ့တိုင်းပြည်ပဲငါ့ကိုမဟုတ်ဘူးငါ့ရဲ့ယုံကြည်မှုငါ့ရဲ့ဝိညာဉ်အရာအားလုံးကိုမင်းလူယူသွားခဲ့ပြီးမင်းငါ့စီကအကုန်ယူသွားတာပဲဟုတ်တယ်ငါနင့်ကိုမချစ်ခဲ့ဘူးနေကငါလမ်းမှာရှိနေတဲ့ຫນွေရုပ်လေးတစ်ရုပ်ပဲအယုတ်တစ်ရုပ်တက်ပဲအခုတော့ဒီတိုင်းပြည်ရဲ့စစ်မှန်တဲ့ဘယင်မငါပဲနေရတော့တရိษံတကောင်တက်ပဲဒါကျွန်တော်ရဲ့အမှန်တရားပဲကျွန်တော်ကတရိษံတကောင်မဟုတ်ခဲ့ပါဘူးကျွန်တော်ဘဝကနေကျွန်တော်ဝေးကွာသွားအောင်လို့ဒီလိုရုပ်သွင်မျိုးဖြစ်သွားအောင်တမင်တကာလောက်ကြံခံခဲ့ရတာပါကြိုပြီးတော့ကြံစီထားကြတာပေါ့ဒါပေမဲ့ကျွန်တော်ဘသူ့မှာဘာမှမပြောပြခဲ့ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်ရဲ့အမှန်တရားကိုသိပြီးဘသူ့ကိုမှစိတ်မကောင်းမဖြစ်စေချင်သလိုအလောင်ပြောင်လည်းမခံချင်လို့ပါကျွန်တော်ကမင်းသားဘဝကနေချက်ချင်းလူအနှိမ်ခံတတဝါလီဘဝကိုရောက်သွားတာလေကျွန်တော်အတွက်အတော်လေးကိုခက်ခဲခဲ့တာပေါ့ဒါဆိုဒီချိန်စာကိုဖျက်ဆီးပြလို့ရမယ်နည်းလည်းမရှိဘူးလားမင်းကိုအရင်လိုမူလအတိုင်းလူသားတစ်ယောက်ဖြစ်သွားအောင်လို့လုပ်လို့ရမယ်နည်းလည်းမရှိဘူးလားဒီလိုတော့လုပ်လို့ရမှာတော့ပြန်သွားလို့ရအောင်လုပ်လို့ရတဲ့နည်းကတော့ရှိမှာပဲလေနည်းလမ်းတစ်ခုတော့ရှိပါတယ်ဒါပေမဲ့အဲ့ဒါမလွယ်ဘူးအဝေးကြီးမှာရှိတဲ့မာယာတောအုပ်ထဲမှာမှော်ကြောက်တုံတတုံကိုဝှက်ထားတာရှိတယ်အကယ်၍တကယ်တော့ကအဲ့ဒီကြောက်တုံကိုကျွန်တော်ခန္ဓာကိုယ်နဲ့ထိတွေ့ပြီးမယ်ဆိုရင်ကျွန်တော်အရင်လိုလူသားတစ်ယောက်ပြန်ဖြစ်နိုင်တယ်ဒါပေမဲ့အဲ့ဒီတောအုပ်ကိုအခုဒီဘယ်သူမှမသွားဘူးကြသေးဘူးတောလန့်ကလည်းအရန်ကိုအန္တရာယ်များသလိုအဲ့ဒီမှာထူးဆန်းတဲ့တတဝါတွေကလည်းရှိကြသေးတယ်တတဝါတွေဘလူးတွေနဲ့ခမရစိတ်တောင်မကူဘူးတဲ့အန္တရာယ်ပေါင်းစုံရှိတယ်အဲ့ဒါကတော့မဖြစ်နိုင်ပါဘူးအဲ့ဒါကြောင့်အခုချိန်ထိကျွန်တော်ဒီလိုမျိုးမြောက်ဘဝနဲ့နေရတာပေါ့မဖြစ်နိုင်ပါဘူးဗျာဒါဆိုရင်ငါသွားမယ်မင်းအတွက်အဲ့ဒီကြောက်တုံငါရအောင်ယူခဲ့ပြီးမယ်မင်းကငါအတွက်တော့ငါသားလေးလိုပါပဲသားတယောက်အတွက်ဆိုရင်ဖခင်တယောက်ကဘလို့အတားအဆီးမျိုးမဆိုကြော်ဖြတ်နိုင်ရမယ်ဘယ်သူမှမလုပ်လဲငါလုပ်ပြီးမယ်မင်းစိတ်မပူနဲ့ကြားလားဒါပေမဲ့အဖရဲ့ခြေထောက်မှာဒဏ်ရာရထားတယ်လေအခုလမ်းတော့ကောင်းကောင်းမရှောက်နိုင်ဘူးမဟုတ်လားငါနားနေခဲ့တာကြာပါပြီအခုတော့ကြီးကျယ်တဲ့အလုပ်တစ်ခုခုလုပ်ရမယ့်အချိန်ရောက်ပြီလို့ထင်တယ်မင်းငါ့ကိုသာစောင့်နေပါမင်းအတွက်အဲ့ဒီကြောက်တုံငါအမြဲဆုံးယူခဲ့ပြီးမယ်ပြီးရင်မင်းကိုအရင်လိုဘဝမျိုးပြန်နေရအောင်လို့လုပ်ပြီးမယ်ငါ့ကိုယုံလိုက်ငါသားဦးရဲထွန်းဟာတောင်ဝေးတစ်ချောင်းကိုအားပြုပြီးတော့ထွက်လာခဲ့ပါတယ်ခရီးတစ်ခုရောက်တဲ့အခါလမ်းမှာအဖိုးကိုတယောက်နဲ့တွေ့ဆုံခဲ့ပါတယ်ရဲထွန်းဘယ်ကိုသွားနေရလဲဒီလောက်ထူထပ်တဲ့တောအုပ်ကြီးရဲ့ကိုလားအဲ့ဒီလမ်းဟာမာယာတောအုပ်စီကိုသွားတယ်လမ်းပဲလေမင်းဒီလိုအန်ဒီယေများတဲ့တောကြီးရဲ့ကိုဘာသွားလို့မလို့လဲကွာကျွန်တော်သားလို့ချီရတယ်ညောက်တငယ်ချင်းလေးအတွက်မော်ကြောက်တုံးကိုသွားယူမလို့ပါအဖရဲ့။ तू ကအရန်ကိုနာကျင်နေရတာလေ။အဲ့ဒီကြောက်တုံးလေးရပဲသူ့ကိုကူညီပေးနိုင်မှာ။ကျွန်တော်အဲ့ဒီကြောက်တုံးကိုသွားယူမှာဖြစ်မှာမို့လို့ပါ။သွားယူမှာကိုဖြစ်မှာ။ငါသိတာပေါ့။အဲ့ဒီမြောက်ကတာမန်တတဝါမဟုတ်ဘူးဆိုတာ။ तू ကမင်းသားတစ်ပါးပဲ။သူ့ကိုတစ္ဆာဖောက်ခဲ့တဲ့မင်းကလေးဟာငါရဲ့သမီးအရင်ပဲ။ငါသမီးရဲ့အပြစ်တွေကိုငါလက်နဲ့ပဲပြန်ပြီးတော့ချေဖျက်ပေးခြင်းနဲ့မင်းကိုကူညီပေးခြင်းအပြင်ငါဘဝအတွက်စိတ်အေးချမ်းမှုအနှဲငယ်ရယူချင်တာပါမဟုတ်ရင်ငါအပြစ်ရှိတဲ့စိတ်ကြီးနဲ့နေရမှာဒီလိုလေးလုပ်ပြီးမှနည်းနည်းစိတ်သက်သာရမှာမို့လို့လေငါမင်းကိုအကူအညီတစ်ခုပေးလိုက်မယ်မင်းလက်ခံပါဒါဆိုငါလည်းစိတ်အေးလက်ရည်နေနိုင်မှာအဖိုးကဦးရဲထွန်းကိုလက်ဖွဲ့တစ်ခုပေးလိုက်ပါတယ်ဒီလက်ဖွဲ့ကိုမင်းနဲ့အတူတူဆောင်းတာဒါကမင်းကိုမာယာတောအုပ်ရဲ့မျက်လှည့်ပြကွက်တွေထဲကနေပြီးတော့ကာကွယ်ပေးလိမ့်မယ်ဒါပေမဲ့အဲ့ဒီနောက်ပိုင်းမှာတော့မင်းကိုယ်တိုင်ပဲတက်တီရှိရှိနဲ့ရှေ့ဆက်သွားရလိမ့်မယ်အခြေအနေတစ်ခုမှာပဲဒါကကူညီပေးနိုင်မှာကျန်တာကတော့မင်းစိတ်ပေါ်ကွာမင်းတက်တီရှိရင်ရှိတယ်လို့ရမှာပါအဖရဲ့ဒီကျေးဇူးကိုကျွန်တော်တစ်သက်လုံးမေ့မှာမဟုတ်ပါဘူးအဖတို့လိုမျိုးလူတွေရပဲဒီကဘာကြီးမှာညှော်လင့်ချက်ရဲ့အလင်းရောင်တွေပါကျေးဇူးတင်ပါတယ်ဗျာအဲ့လိုပြောပြီးဦးရဲထွန်းဟာတိုးရဲကိုရှေ့ဆက်ဝင်လာခဲ့တာပေါ့အဲ့ဒီအချိန်မှာပဲခြုံပုတ်တွေကနေပြီးတော့ချင်းတိတကောင်ရဲ့ဟိမ့်တန်ကိုကြားလိုက်ရပြီးတော့ချက်ချင်းဆိုသလိုပဲကြောက်မက်ဖွယ်ကောင်းတဲ့ချင်းတိကြီးတကောင်ကသူ့ရှိမှပေါ်လာပါတော့တယ်မင်းရှိဆက်သွားခြင်းနဲ့ဆိုရင်ငါအတွက်လက်ဆက်တဲ့တမင်ကိုယူခဲ့ပြီးမဟုတ်ရင်မင်းကိုပဲငါစားပစ်လိုက်မှာအစားခတ်မလားသွားယူပေးမလားစဉ်းစားကြည့်လိုက်တော့ငါကတော့စားကျင်နေပြီကွာခမ ्या အတွက်နဲ့တော့ကျွန်တော်ဘသူ့ကိုမှတတ်ပေးနိုင်မှာမဟုတ်ဘူးအကယ်၍ခမ ्या တကယ်ဗိုက်စာနေတယ်ဆိုရင်ကျွန်တော်ကိုပဲစားလိုက်ပါဒါပေမဲ့အပြစ်မရှိတဲ့တရိษံတကောင်ရဲ့အသက်ကိုတော့ကျွန်တော်မနှုတ်ယူပေးနိုင်ဘူး
ရုတ်တရက်ချင်းသေးကြီးရဲ့ရုပ်သွင်းဟာပြောင်းလဲသွားပြီးတော့လူငယ်လေးတစ်ယောက်သွင်းဖြစ်သွားခဲ့ပါတော့တယ်။ဦးရဲထွန်းခမရတကယ်ပဲစိတ်နှလုံးဖြူစင်နေသူပါ။ခမရကြောင့်ကျွန်တော်ရဲ့တိမ်စာပြေသွားခဲ့ပြီ။ကျွန်တော်ကချင်းသေးမဟုတ်ပါဘူး။ကျွန်တော်ကထင်းခုတ်သမားလေးတစ်ယောက်ပါ။မတော်တဆရတိတပါးရဲ့ကြင့်ကြံမှုကိုနှောက်ယှက်မိလို့တိမ်စာတိုက်ပြီးတော့ချင်းသေးအဖြစ်နဲ့ပြောင်းလဲခံခဲ့ရတာပါ။စိတ်ထားဖြူစင်နေသူတစ်ယောက်ကသူ့ရဲ့ဂိယူနာတရားနဲ့လာပြီးတော့မကင်မချင်းကျွန်တော်ဒီတောအုပ်ထဲမှာပဲပိတ်မိနေရအောင်ပါအခုတော့ခမရကကျွန်တော်ကိုလွတ်မြောက်ခွင့်ပေးလိုက်ပြီးကျေးဇူးတင်ပါတယ်ဗျာခမရလူလူနဲ့တွေ့ရလို့ကျွန်တော်တော်တော်လေးကိုစောင့်ခဲ့ရတာဗျာမင်းကထင်းခုတ်သမားဆိုရင်မင်းရဲ့ဘဝကလည်းပျောက်ဆုံးသွားခဲ့ပြီပေါ့ဒါပေမဲ့အခုတော့မင်းလွတ်မြောက်သွားပါပြီအခုကျွန်တော်ခမရကိုပြောပြပါမယ်ခမရရှာနေတာကကြောက်တုံးမဟုတ်ဘူးအဲ့ဒီကြောက်တုံးကဒီကနေခက်လန်းလန်းမာယာကူတစ်ခုထဲမှာရှိတယ်အဲ့ဒီမှာဘလူးတကောင်ကိုတွေ့လိမ့်မယ်။ तू ကခမရကိုစကားတွေနဲ့လှည့်စားပြီးတော့အချိန်ဆွဲလိမ့်မယ်။ဒါပေမဲ့ခမရကသူ့ရဲ့သပင်တပင်ကိုဖျက်ပစ်ရမယ်။အဲ့ဒါမှ तू ပျက်စီးသွားမှာ။အဲ့ဒီခါကျရင်ခမရအဲ့ဒီကြောက်တုံးကိုရမှာ။ကျေးဇူးပါပဲတငယ်ချင်းဟာမင်းကငါ့ရဲ့လမ်းကိုအဆင်ပြေအောင်လုပ်ပေးလိုက်တာပဲ။ဦးရဲထွန်းဟာကူရဲကိုရောက်သွားတဲ့အခါမှာတော့မာယာဘလူးကြီးကရေမောရင်းနဲ့သူ့ကိုစောင့်ကြည့်နေခဲ့တာပေါ့။သူလည်းအထဲကိုဝင်သွားတဲ့အခါမှာတော့မင်းရောက်လာပြီပေါ့ငါကမင်းကိုစောင့်နေတာမင်းငါနဲ့အတူတူကစားရအောင်လေငါလည်းကစားမှာပေါ့အရန်ကိုပြောဖို့ကောင်းပါပဲနော်ငါစောင့်နေတာကွာဒါတကယ့်ကိုမာယာဘလူးပဲငါတတိထားမှဖြစ်မယ်သူ့ရဲ့စကားတွေထဲမှာငါအယုံမလွယ်ရဘူးဟုတ်ကဲ့ကစားကြတာပေါ့ဗျာအရန်ကိုပြောဖို့ကောင်းပါပဲကဲပုံနှံကစားကြစို့လေအတူတူကစားကြမယ်မလားဘလူးကြီးပုံလိုက်တဲ့အချိန်မှာပဲဦးရဲထွန်းဟာထက်မြက်တဲ့တမြောင်နဲ့သူ့ရဲ့စပင်ကိုဖျက်ချလိုက်ပါတော့တယ်။အာမင်းငါ့ရဲ့မာယာကိုအနိုင်ယူသွားပြီပေါ့။အခုတော့မင်းရှာနေတဲ့အရာကိုမင်းရပါလိမ့်မယ်။ဦးရဲထွန်းဟာကူရဲကိုဝင်သွားတဲ့အခါမှာဆိုရင်ဖြင့်တောက်ပနေရဲ့အပြိုင်အောင်ကြောက်တုံးတုံးကိုတွေးလိုက်ရပါတော့တယ်။ဦးရဲထွန်းကအဲ့ဒီကြောက်တုံးကိုကောက်ကိုက်ဖို့လှုပ်လိုက်တဲ့အချိန်မှာကြောက်တုံးစီကနေအတန်တန်ထွက်လာပါတော့တယ်။အကယ်၍မင်းငါ့ကိုယူသွားချင်နေဆိုရင်အရင်ဆုံးငါ့ရဲ့ဇကတာတစ်ခုကိုဖြေပါမဟုတ်ရင်ဒီကြောက်တုံးကဒီမှာပဲရှိနေပါလိမ့်မယ်တစ်စက်မှရွေ့မှာမဟုတ်ဘူးအလက်ကားတော့ဘာမှမရဘူးပေါ့ကွာငါပြောမယ်မင်းတေချာဖြေတေချာနားထောင်တော့ငါမင်းကိုပြောမယ်ဇကတာကတော့အတန်မထွက်ပဲစကားပြောတယ်အတောင်မှမရှိပဲပြန်တန်းနေပြီးတော့ခန္ဓာကိုယ်မရှိပဲထိတွေ့နိုင်တယ်အဲ့ဒါဘာလဲအဲ့ဒါလေပေါ့ဦးရဲထွန်းဖြေလိုက်တဲ့အခါမှာကြောက်တုံးကတောက်ပလာပြီးတော့ဦးရဲထွန်းရဲ့လက်ထဲကိုရောက်ရှိလာခဲ့ပါတယ်။ဦးရဲထွန်းဟာကြောက်တုံးကိုလက်နှစ်ဖက်နဲ့မြင်းမြဲကင်ထားပြီးတော့အိမ်ကိုအမြန်ဆုံးပြန်လာခဲ့တာပေါ့။ဒီလိုနဲ့မကြခင်မှာပဲသူ့အိမ်ကိုရောက်ရှိသွားခဲ့ပါတယ်။ဘန်ဒီကြည့်ပါဦးငါဘာကြီးလာလဲဆိုတာအခုမင်းမကြခင်ပြန်ကောင်းလာတော့မှာ။ဦးရဲထွန်းဟာကြောက်တုံးကိုဘန်ဒီရဲ့နှစ်ဖူးပေါ်မှာအသာအရာတင်ပေးလိုက်ပါတော့တယ်။အဲ့ဒီအခါထူးဆန်းတဲ့အလင်းတန်းတွေပြန့်နှံ့သွားပြီးဘန်ဒီဟာမင်းသားတစ်ပါးရဲ့ရုပ်သွင်းပြန်ပေါ်လာခဲ့ပါတယ်။ဟာဘန်ဒီမင်းလူပြန်ဖြစ်သွားပြီပဲကွာမင်းကမင်းသားတစ်ပါးပါလားဟုတ်ပါတယ်ဗျအဘကပဲကျွန်တော်ရဲ့မူလအသွင်ကိုပြန်ပြီးတော့ပေးခဲ့တာပါအဘကပဲကျွန်တော်ကိုရောက်တစ်ကောင်အဖြစ်ရှိနေခဲ့တဲ့ဒီလိုမျိုးမှောင်မိုက်တဲ့ဘဝတွေကနေဆွဲထုတ်ပေးခဲ့တာပါအခုကျွန်တော်လူအဖြစ်နဲ့ပြန်ဖြစ်နိုင်ခဲ့တာကအဘရဲ့ချစ်ချင်းမြတ်တာနဲ့ယုံကြည်မှုကြောင့်ပါပဲကျေးဇူးတင်ပါတယ်ဗျမဟုတ်ရင်ကျွန်တော်မှမြောက်ဘဝနဲ့အကြာကြီးဆက်ပြီးနေရအောင်မှသိကြတယ်အခုတော့အဘကျေးဇူးနဲ့ကျွန်တော်အရင်လိုပြန်နေနိုင်ခဲ့ပြီဗျမဟုတ်ဘူးသားလေးအခုမင်းကငါသားမဟုတ်တော့ပါဘူးမင်းကဒီတိုင်းပြည်ရဲ့မင်းသားပါငါသားကိုအယမ်းဂုဏ်ယူတယ်ငါဂုဏ်ယူတဲ့သားလေးအဘကကျွန်တော်မှနာမည်လည်းမရှိတတ်မှတ်ချက်လည်းမရှိပဲညောက်တော့ကောင်ဖြစ်နေတဲ့အချိန်မှာကျွန်တော်ကိုလက်ခံပေးခဲ့တာပါကျွန်တော်ကလူတိုင်းမုန်းတဲ့တတော်ဝါဖြစ်နေခဲ့တဲ့အချိန်မှာတော့မှဒါပေမဲ့အဘကကျွန်တော်ကိုတငယ်ချင်းလို့ခေါ်ခဲ့တယ်အစားအစာတွေလည်းကျွေးတယ်ကောင်းစီကနေရာလည်းပေးခဲ့တယ်အရေးကြီးဆုံးကတော့ကျွန်တော်ကိုလူသားတယောက်လိုဆက်ဆံပေးခဲ့တာပါမဟုတ်ပါဘူးသားရဲ့မင်းကငါတော်တော်အစကတည်းကထူးခြားရည်သူတယောက်ပါဘာလို့လဲမသိဘူးမင်းပေါ်မှာတန်ရောစင်တွေ့နေခဲ့မိတာအခုမင်းကတာမယ်မြောက်တော့ကမဟုတ်ဘူးဆိုတာကိုသိလိုက်ရတော့ငါ့ရင်ထဲပို့ပြီးတော့လေးနက်သွားသလိုပဲငါကအဲ့လောက်မင်းကိုတန်ရောစင်ရှိနေခဲ့တာမင်းသိထားပြီးသားပါပြီးတော့သားကိုတခုတော့ပြောပြချင်တယ်ဒီနေ့သားဘာပဲဖြစ်နေပါစေအဲ့ဒါငါ့ရဲ့စူးစမ်းမှုကြောင့်မဟုတ်ပဲသားရဲ့ကံတရားနဲ့သားရဲ့စိတ်နှလုံးဖြူစင်မှုကြောင့်ပါမဟုတ်ပါဘူးအဘရဲ့အဘကဖက်နှက်ချုပ်သမားတယောက်မဟုတ်ပါဘူးအဘကကျွန်တော်ဘဝရဲ့ဖျားသခင်ပါ
ကျွန်တော်အမှောင်ထဲကနေအလင်းထဲကိုခေါ်ဆောင်လာပြီးခဲ့တာပါအခုကျွန်တော်စကားပြန်ပြောနိုင်ပြီလမ်းလေးပြန်လျှောက်နိုင်ပြီပြီးတော့လူသားတစ်ယောက်ပြန်ဖြစ်နိုင်ပြီဆိုတော့အကုန်လုံးကအဘကြောင့်ပဲဖြစ်လာရတာပါကျွန်တော်တယောက်တည်းနဲ့တာရီကိုဘလို့မှလုပ်နိုင်မှာမဟုတ်ဘူးကျေးဇူးတင်ပါတယ်အဘရဲ့မင်းသားဟာစိတ်လှုပ်ရှားလွန်ပြီးတော့ဦးရဲထွန်းရဲ့ချီရင်မှာဦးချလိုက်ပါတော့တယ်မလုပ်ပါနဲ့သားရဲ့အခုမင်းကမင်းသားတစ်ပါးပါမင်းဒီလိုဦးချနေတာကငါ့ကိုအားနာစရာဖြစ်စေတယ်ဟုတ်ဘူးဗျဒီနေ့ကစပြီးတော့အဘကကျွန်တော်အတွက်ဦးရဲထွန်းနေမဟုတ်တော့ဘူးအဘကကျွန်တော်ရဲ့ဖခင်ပဲကျွန်တော်ဘဝကိုပေးရသူပဲဒါပါအခုကျွန်တော်တို့ပေါ်မတရားလုပ်ခဲ့တဲ့အဲ့ဒီမိဖုရားကိုလက်စားချီရအောင်ဒီတိုင်းတော့ကျွန်တော်လွတ်မထားနိုင်ဘူးဟုတ်တယ်အဲ့ဒီမိဖုရားကိုကျွန်တော်တို့အပြင်းထန်ဆုံးမပေးရမယ်အဲ့ဒီနောက်နှစ်ယောက်သားနန်းတော်စီကိုအတူတူပြန်လာခဲ့ကြပါတယ်မိဖုရားဟာမင်းသားကိုမြင်လိုက်တာနဲ့ဒေါသတွေထွက်လာပါတော့တယ်ဖြစ်နိုင်တာဒါဘလို့ဖြစ်နိုင်မှာလဲနေဘလို့လုပ်ပြီးတော့လူသားပြန်ဖြစ်လာတာလဲငါနေ့ကိုအမြဲတမ်းအတွက်မြောက်တကောင်ဖြစ်နေပြောင်းလဲပြီးခဲ့တာလေဒါကလောက်ကျက်မှုတစ်ခုမဟုတ်ဘူးမင်းဘယ်တော့မှနားမလည်ခဲ့တဲ့အမှန်တရားရဲ့အောင်ပွဲပဲမင်းကမင်းရဲ့လောဘကြောင့်ငါ့ကိုမြောက်ဖြစ်အောင်ပြောင်းလဲခဲ့တာငါဘဝတွေကနေငါ့ကိုမောင်းထုတ်ခဲ့တယ်ငါကမင်းကိုစိတ်ရင်းနဲ့ချစ်ခဲ့တာပါမင်းကိုငါ့ရဲ့မိဖုရားဖြစ်နေထားချင်ခဲ့တာဒါပေမဲ့မင်းကငါ့ကိုတစ္ဆာဖောက်ပြီးတော့ငါ့ရဲ့ရိုးသားပြုစင်မှုကိုလှောင်ပြောင်ခဲ့တာပဲငါ့ရဲ့ယုံကြည်မှုကိုပါမင်းကအလဲသုံးစားလုပ်ခဲ့တာပဲငါမင်းကိုခွင့်မလွတ်နိုင်ဘူးမင်းကိုအပြစ်ကြီးကြီးမားမားပေးရမှာကိုငါကျေနပ်နိုင်မယ်မဟုတ်ပါဘူးမင်းသားမဟုတ်ပါဘူးကျမကိုခွင့်လွတ်ပါနော်ကျမရဲ့ဆုံးဖြတ်ချက်ကတလောက်ဒီကြီးမားတဲ့ရာဇဝတ်မှုဖြစ်သွားလိမ့်မယ်လို့မထင်ထားခဲ့မိလို့ပါကျမတကယ်ပဲမင်းသားကိုချစ်ခဲ့ရပါနော်ဒါပေမဲ့မင်းသားသာဘယင်ဖြစ်သွားရင်ကျမရဲ့သားလေးနောက်ကျကျရင်ခဲ့မှာကိုကျမစိုးရိမ်မိလို့ပါအဲ့ဒီကြောက်စိတ်ကြောင့်ပဲကျမမျက်စိကန်းခဲ့ရပါကြောက်စိတ်နဲ့အတ္တတွေပြည့်နေတဲ့နေရာမှာချစ်ချင်းမြတ်တာဆိုတာမရှိနိုင်ဘူးမင်းကမင်းရဲ့ကိုကြိုးအတွက်ပဲငါဘဝကိုဖျက်ဆီးခဲ့တာမင်းစီမှာချစ်ဆိုတာလည်းမရှိဘူးအခုတော့အမှန်တရားတွေပေါ်လာတဲ့အခါကျမှမင်းကတောင်းပန်နေရပေါ့လေဒါပေမဲ့အခုမရတော့ဘူးအခုအချိန်ကခွင့်လွတ်ပေးရမယ့်အချိန်မဟုတ်ဘူးခွင့်လွတ်မှုဆိုတာယုံကြည်မှုကိုတန်ဖိုးထားတဲ့သူအတွက်ပဲဖြစ်တင်တာယုံကြည်မှုကိုဖျက်ဆီးခဲ့တဲ့သူကတော့အပြစ်ပေးခံရမှာပဲမင်းကခွင့်လွတ်မှုနဲ့လုံးဝအောင်မထိုက်တန်တဲ့သူပဲငါမင်းကိုဘလို့နီးနဲ့မှခွင့်မလွတ်နိုင်ဘူးကျမကိုအခွင့်အရေးတစ်ချိန်လောက်ပဲပေးပါနော်မင်းသားကျမတကယ်ပြောင်းလဲချင်တာပါကျမကတိပေးပါတယ်နောက်မင်းသားကိုဘယ်တော့မှဆန့်ကျင်မှာမဟုတ်ပါဘူးအခွင့်အရေးဆိုတာအဲ့ဒါနဲ့ထိုက်တန်တဲ့သူကိုပဲပေးတာမင်းကတော့အဲ့ဒီအခွင့်အရေးကိုဆုံးရှုံးသွားပြီမင်းကတော့အပြစ်ပေးကိုပေးခံရမှာပဲဝင်းကြီးချုပ်ခမရလည်းဒီလောက်ကြံမှုမှာအတူတူပါဝင်ပတ်သက်နေရပဲခမရလည်းဒီမတရားမှုကိုတိတိကြီးနဲ့ကျွန်တော်ကိုကူညီဖို့ဘယ်တော့မှမကြိုးစားခဲ့ဘူးခမရလည်းဒီမိဖုရားလိုပဲအပြစ်ရှိရသူပဲခမရလည်းထပ်တူအပြစ်ပေးခံရလိမ့်မယ်စစ်တီတော်တို့ဒီနေ့ပဲသူတို့နှစ်ယောက်လုံးဖမ်းဆီးပြီးတော့ထောင်ထဲကိုထည့်လိုက်ကြပြီးရင်သူတို့ကိုနိုင်ငံတော်တစ္ဆာဖောက်မှုနဲ့အမှုဖွင့်ပြီးတော့တရားစွဲဆိုရမယ်ဘာလို့လဲဆိုတော့သူတို့ကဒီတိုင်းပြည်ရဲ့အမွေဆက်ခံမဲ့သူကိုလှည့်ပြားခဲ့ကြလို့ပဲအခုကနေစပြီးတော့ငါပြန်လာပြီဆိုတော့ငါစကားရရတာအတီပဲကြားလားအကုန်လုံးနားထောင်ကြစမ်းဟုတ်ကဲ့ပါမင်းသားစစ်တီတော်တွေကမင်းသားရဲ့အမိန့်တိုင်းမိဖုရားနဲ့ဝင်းကြီးချုပ်ကိုဖမ်းဆီးခေါ်ဆောင်သွားကြပါတော့တယ်မိဖုရားရဲ့မျက်ဝန်းတွေထဲမှာတော့နောင်တမျက်ရည်တွေနဲ့စီးကျနေခဲ့ပေမဲ့အခုတော့အရာအလုံးဟာနောက်ကျသွားခဲ့ပါပြီဦးရိတ်ထွန်းအခုကစပြီးတော့ကျွန်တော်အဘကိုဖနှက်ချုပ်သမားလို့မခေါ်တော့ဘူးဒီနေ့ကစပြီးတော့အဘကကျွန်တော်တို့တိုင်းပြည်ရဲ့ဝင်းကြီးချုပ်ဖြစ်လာရမယ်အဘကိုဒီယာတို့ကိုဂုဏ်ပြုပြီးတော့ပေးရပါစစ်မှန်ပြီးတော့ရိုးသားရည်သူတရားတွေတန်ဖိုးကဘလောက်ထိတန်ဖိုးရှိသလဲဆိုတာတိုင်းပြည်တစ်ခုလုံးသိသွားအောင်လို့ပါဒီလိုသူတွေကိုဆိုသူတို့မင်းသားပြစ်မထားဘူးဆိုတာကိုသိစေချင်တယ်ဒါမှသူတို့လည်းစိတ်ထားကောင်းနိုင်မှာလေမင်းသားကဒီလိုပြောမှတော့ကျွန်တော်ဒီတာဝန်ကိုလက်ခံပါမယ်ဒါပေမဲ့ကျွန်တော်ကတော့အရင်တိုင်းပဲနေမှာပါအမှန်တရားအတွက်ဆိုရင်ဖနှက်ကိုတော့မှချုပ်ပေးနိုင်ပြီးတော့လူအပ်လာရင်တိုင်းပြည်အတွက်ရှိသမျှအရာအားလုံးကိုပေးဆက်နိုင်တဲ့အရင်ကဦးရဲထွန်းဖြစ်ပဲဆက်ရှိနေအောင်ပါပါမင်းသားပေးတဲ့ဝင်ကြီးချုပ်တာဝန်ကိုကျွန်တော်လုပ်ပါမယ်ဒါပေမဲ့နန်းတော်မှာတော့ခက်ခက်နက်နက်နဲ့မနေပြရစေနဲ့ကျွန်တော်တောင်းဆိုတာပါဗျာဒီလိုနဲ့ပဲဦးရဲထွန်းလည်းမင်းသားနဲ့အတူတူတိုင်းပြည်တာဝန်တွေကိုထမ်းဆောင်ရင်းပျော်ပျော်ရွှင်ရွှင်နဲ့နေသွားပါတော့တယ်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်